Kulo api dah, jadi ni. Kulo tiga nak nak biar tu semua itu mai. Sheila,
ဒ
ယောက်မပြောင်းလဲချစ်ကြမည်ချိန်တွေပြောင်းလဲတို့နှစ်ယောက်မပြောင်းလဲချစ်ကြမည်ဆရာတော်ဘောဓိယဘုရားသက်ကြတာလည်းဝတ်ထတော့ဧဝဆရာဟောဆရာတူဆရာလည်းလေအောင်စုပဲအောင်ဟိတ်လည်းကလားအောင်မြေကြာနဲ့ငါးကြာမဟုတ်ဆရာတော်ဘုရားအကောစေအောင်တော်မူသောမဟာဝိဇေကပထမအောင်ကခံရနာတိဆရာကြီးကိုကြာရနာရရဲ့စပြုံဒီပလိမိတ်တောဟိတ်ပြဟောဟာသောပနာလေးဟောပြရမှာဖြစ်ပါလေ။ဟောတစ်ဖက်ပြီးပါလေ။ကိုရပေတို့ရိုးရိုးလေးနဲ့ခေါ်ကြကိုကြည်တော်တို့ကနေပြီးတော့နေရာပြီးတဲ့အခါမှာကျွန်တော်မှလည်းပြည်စောတော်လေးအမှုတာဝန်ဆောင်ရွက်ပေးရနော်။ပထမအောင်ပါခိုင်တော့လားကိုစင်ញမ်းကြည့်ကြာရနာရင်လည်းစပြုဒီပနိမိတ်တာဟုတ်စမျိုးဆိုတာတိုင်းစာရှိတယ်။စပြုဒီပနိမိတ်တာဟိတ်ပြဟောတာထောပနာနဲ့ဟောပြရတယ်ဖြစ်ပါလားနော်ကဲရိုသမီကလောသာလည်းဦးလေးချီလိုက်ပါနော်ဘုရားကတော့ဘုရားပြည့်တယ်တော့ဒီဝါတပရိအာရိသောရတိမာတာတိသံဒီမာသန္တာရောခတိယောတောတပရိဇာယိတပရိဓမ္မနောအထာသမမဟောရတေဘောရောတပရိတိဇဂဒါရိဇံတိဇဂမနဗုဒ္ဓဝနာမိအာရယအာရိသောရှင်ငယ်မင်းစီဒီဝါနိခာလိုက်ရတပတိထောင်းတော်ပါပြီဒီခတ္တိယောလူတို့တည်းဖြစ်ရှင်မင်းလေးလေသာနာတော်ချဝဒ္ဒစာစင်ဟောခာလိုက်ရတင့်လည်းပြီဒီဓမ္မနောအသောကုန်ခန္တော်ယန္တာတို့သည်လည်းဇာယီဇဝေဇသောခန္ဓာယတပတိဖောင်းတော်ပါပြီဒီအထာဝနေမေလာမင်းတို့ထက်ဘုဒ္ဓမြတ်စွာဘုရားသည်သာဘာအလုံးစုံသောကောင်းကျိုးချမ်းသာကျက်တဲ့မင်္ဂလာဖြာဖြာတို့သည်အဟောရတေနေယောညပါတိသတ္တဘုဒ္ဓနန္တဖြင့်ထွဲလေတောင်းပါပြီဒါရိသံထိုသောသဘောရှိသောဒီဇသမဏနေယောညပါဘေခမဆိုဒီဇတဘုဒ္ဓနန္တဖြင့်ထွဲလေတောင်းပါသောဘုဒ္ဓမြတ်စွာဘုရားကိုမေဘုရားပြည်တော်မောင်လနဖျားတို့သည်လက်စောမော၍ရှေကိုပါဠိအရှင်မြတ်ကြီးဘုရားကြောက်လိုက်ပါဟုတ်ပြီအဲ့ဒါလေးချလာရဆိုလိုချင်တာတော့နေမင်းရတဲ့အချိန်တန်ကွယ်သွားတာလာမင်းရတဲ့အချိန်တန်ကွယ်သွားတာယဟန္တာပြလည်းဆံရှိသောခါမှာပဲသူကသံသမပါရအချိန်တန်ပြောက်သွားနော်ဒါအဲ့ဒါတော့နေမင်းလာမင်းတွေလည်းကွယ်သွားတော့ဘုရားရှင်အလင်းရောင်တတ်ကတော့သဗ္ဗခတ်သိမ်းပုံသောဘ
သဗ္ဗဇယမင်္ဂလာခေါ်သဗ္ဗလို့ဆိုတော့ဇယမင်္ဂလာတိုင်းဆောင်ဇေယဆိုတာတိုင်းဆောင်မင်္ဂလာသဗ္ဗလို့ဆိုတော့မင်္ဂလာတိုင်းဆောင်ပြီးတော့မင်္ဂလာနဲ့ပြည့်စုံပါပြီအဲ့ဒီဘုရားရှိခိုးပါနော်ဘုရားပိစာရသဗ္ဗဇယမင်္ဂလာနေမင်းကလည်းချိန်တန်မောင်သွားတာပွယ်သွားတာလာမင်းကလည်းပွယ်သွားတာနော်ယဟန္တာများကလည်းဇာရှိတော့မဲ့သူရဲ့သံသမပရှိရှိတော်တို့ရာဇာမှာလည်းပဲဒီတိုင်းပဲနော်သူတို့ရဲ့အရှိန်ဝါရှိလုံးသားနေနော်ဒါသူရဲ့အာနိသင်ရှိတယ်ဘုရားရှင်တို့ရဲ့အလင်းရောင်ဓာတ်ကတော့သဗ္ဗခတ်သိမ်းကုန်သောအလင်းရောင်ဓာတ်ကအမြဲထာဝရစဉ်ရှိနေပါလေအဲ့ဒီဘုရားရှင်ရဲ့အလင်းရောင်ဓာတ်ကိုဘုရားရှင်တော်တို့မောင်နာဖြာတို့ကလည်းလက်ဆက်ပြထိတ်မှမိုးပြီးတော့ရှိခိုးပါရှင်ဘုရားဘလောက်ခေါင်းထားသဗ္ဗဇယမင်္ဂလာအလုံးစုံကုန်သောသဗ္ဗခတ်သိမ်းကုန်သောနော်မင်္ဂလာပေါင်းလို့ပြည့်စုံပါပေ၏ပြောတာဒါကြောင့်ဘုရားဘာသာရေးဖြစ်တဲ့အလျောက်မို့ကျွန်တော်လူကြီးမင်းများရဲ့ကိုးစားပေါ်ပြိသိဆရာဆိုတာကလည်းကိုးစားပြုပြီးတော့ပြောရတာပဲနော်ဒါကြောင့်ပြောပြချင်တာကဘုရားဘာသာရေးဖြစ်တဲ့အလျောက်မို့ဘုရားရှင်ရဲ့စကားကိုအလုံးနားထောင်ရဘုရားတော်တရားရှိမယ်ဆိုရင်ငါစကားကိုဝါဘုရားနားထောင်ငါ့ကိုငါးသိပြီးကွာဥပမာဘုရားရှင်ကဒီလိုပြောမယ်ဆိုကိုယ်မှငါးသိမရှိတဲ့လူကြတော့ဘယ်နားထောင်နိုင်မလဲအခုကတပြားမှမကုန်တဲ့ဟာကိုဘုရားရှင်ရဲ့စကားကိုအယောလာအပြရှိတဲ့လူရောမရှိတဲ့လူရောအားလုံးနားထောင်ရမယ်ဒါကြောင့်နားထောင်တဲ့အခါကျတော့ကရောသမီးကရောသားတွေဒီကကြပါလေဒါပညာရေးဌာနမှာအထပြနော်ကျောင်းဆရာမတော့ဒီပညာမှာရှိပေရှိညာဆိုလည်းပဲလောကုတ္တရာနဲ့ပတ်သက်ရောမစုံလုံးကိုကိုင်ဖို့အသိပညာနော်ဒရာသီလသုတ္တစာကပညာသုတ္တစာကသုတ္တဆိုတာပိုင်းခြားခြင်းစာကဆိုတာစော့ကျဲခြင်းဒီလိုညီမြဘောင်းနဲ့ဖြာမှာရှိနေရဟုတ်လားတော့ကလူချင်းနဲ့နော်ကိုယ်ရဲ့မျိုးသမီးကတာမြင့်တယ်ဒီလိုလည်းမဟုတ်ဘူးသရတရားလည်းတူရဟုတ်လားစေတနာလည်းတူရလို့ဖြစ်တယ်နော်ဒါကြောင့်လို့အင်တော်ပြုဘုရားကြီးစင့်မြေစုပ်ထုံးဒီသုံးမျိုးချက်မပိုင်နောက်ပြင်ရခက်နေမလွယ်ဘုရားရှင်ပြင်လို့ဖြက်လို့မရဘူးဒါကြောင့်လေလူဖြစ်နေတဲ့လူကအတိတ်တရားအရှိဆုံးနော်လူဖြစ်နေတဲ့အတွက်ပြင်လို့ဖြက်လို့မရဘူးအင်တော်ပြုဘုရားကြီးစင့်မြေစုပ်ထုံးဒီသုံးမျိုးချက်မပိုင်နောက်ပြင်ရခက်နေမလွယ်ပြင်လို့ဖြက်လို့မရဘူးဘုရားရှင်ကငါးပါးဒီလာနဲ့မှလည်းကာမေစုမိစ္ဆာစာရာနော်မိမိရဲ့အင်္ဂါမှာတော့ခြားတော့ယောက်ျားတွေကိုပေါက်လဲပေါက်ပြမပြရဘူးနေသားဘက်ကလည်းမိမိရဲ့ဇနီးများမှာတပါနော်အခြားသောမင်းမရီတွေကိုပေါက်လဲပေါက်ပြမပြရဘူးတော့ဒါလည်းအဓိကကြောက်ငါးပါးဒီလာကိုခါဝတ်ပစိုးပြည့်စုံလဲစေရမယ်နော်သူတို့မိသူတို့သားတွေကတော့ဒီလောက်ထိပြောเสียမလိုတော့ဘူးတို့ပြင်မဲ့လည်းကျွန်တော်တို့ရဲ့အခန်းကဏ္ဍဒါတွေကိုမပြောရတဲ့ဒီလိုမရကျွန်တော်လည်းရေလူတွေငယ်သူတွေသာသမီတွေတို့နော်ရှိတဲ့လူတွေရေလူလေးတွေသိအောင်လို့ပြောပြဒါမှဒီလာမှာပါဠိပါဒကံအရိဏဒါနာဒီကနေ့ရေးကြည့်ပါအရိဏဒါနာလို့ပိုရေးကြည့်ပါအရိဏနာခိုးမိပါဘူးတဲ့ဥစ္စာလဲဝဲဆင်းရဲငတ်ပြီလိုရှိမရဘောကပျက်စီးရင်ပြီးသခိုးငွေကာစိုးနဲ့မင်းစိုးအများငါမင်းစိုးအများရှာမျိုးငါကြောင့်ပြက်ပြားဥစ္စာရှိတစွာရှောင်းကအပြန်ကျိုးဤပါဠိပါဒခိုးတဲ့မှုကိုမပြုရင်အဖြစ်ဒီမထိုက်ဘူးတကယ်လို့သူများတို့ထွေးတို့ရဲ့ပြည်စည်းဥစ္စာလိုက်ခိုးမယ်ဆိုရင်အဲ့ဒီအသေးအလုံးလေးအကုန်ထိသွားလိန်လို့မရဘူးဖယားကိုလည်းချတယ်ဒါလေးတွေရေးကြည့်လို့ပါအကုန်မပြောပါဘုရားကိုယ်တိုင်ချတာ
တော့ပါဠိပါဒပါဠိပါသူကစကချွတ်တဲ့အင်္ဂါဝဲပြရုပ်အာရေချွတ်၍တင်ချင်းလဲဝေးအနာများရဲ့ချွေရံပြက်ကရှောင်းကအပြန်ကြိုးတည်ရှောင်းမမရှောင်းရဲ့ဘဝပြုထားတာပဲဖြစ်ဒီဘဝပြုထားတာပဲဖြစ်ချီပြလက်ပြဖြစ်တယ်နော်အဲ့လိုလေးရှိကြတယ်ဒါတော့ပါပဲနော်အရေးကြီးတဲ့ချက်လေးတွေပြောတာအဲ့ခိုးတဲ့လူတွေခိုးတယ်လို့တော့မဟုတ်ဘူးဒီပါဠိပါဒအရိဏရဏကံကိုမကျိုးလို့ကြားတယ်အဲ့တော့ရဲ့ဗျာမောင်လာကြပြရဲ့မိခင်ဖခင်တွေဥဒေတွေတော်တွေဖွားတွေကကိုစားပြောပြီးတာရှောင်လို့မရတဲ့အကြောင်းလိန်လို့မရနော်အရိဏနာခိုးမိပါဥစ္စာလဲမွဲခိုးမိဥစ္စာလဲမွဲဆင်းရဲလာဥစ္စာမွဲဒီထခိုးဒီဆိုတော့ဘလို့မှသူ့မှာတော့မွေးတဲ့သားမျိုးလည်းဒီတိုင်းပဲဖြစ်သွားတယ်လိန်လို့မရဥစ္စာလဲမွဲဆင်းရဲလာပြီးလို့ရှိမရဘောဂအဖြစ်စီဘောဂဆိုတာဆောက်အိမ်နေဖယုံဖယက်ကြိုးကျဲဟောဒါလေးတွေကိုဒီကကြလို့ပြောပေးတာပါလို့နော်ကဲဖိစိတ်ဆုံးလောင်းမယ်နော်ရေဝဲလိုက်လက်ချနော်အဲ့ဒါပြောပြတာပါကံ၅ပါးဒီမပြောဘူးရေးကြည့်တဲ့အချက်လေးအဲ့ဒါကိုယ်သားလေးတွေဒေါ်လာလောက်သားလေးတွေဓမ္မဖို့စားဖို့ကျွန်တော်ပြောပြတာပါနော်ရေးကြည့်အောင်လိုက်နော်သတ်တူဖို့လည်းပြောရပါဧကဥဒကပါဠိယဒွေဟတိဩတာယီထွာဣဒံအပိဏဝိယသူဝိပိယာဝစေဝသံသထောဟောတာဧကဥဒကပါဠိယနှစ်ခွက်တစ်ခွက်ထီးသောရေခွက်ထက်၌ဒွေဟတိရောသမီးရောသားတို့၏လက်နှစ်ဖက်တို့ကိုဩတာယီထွာရေ၌ချ၍ရေတွင်ပေါင်းကူအထုဆက်ဆက်စီရှိသောဣမဥဒကတယောက်တွင်းမြည်ဤရေစေသည်အပိဏနဖြာမကွဲတသားတဲ့ဆက်ဆက်နေစကဲ့သို့သူမိပိယာဝစီဝအသက်ရှင်သွေးကာလပတ်လုံးသံသထောမကွဲမပြညီညွတ်ကြကုန်သည်ဟောထဖြစ်ကြပါဦးလောဝါဖွင့်စစ်စပန်းဆန်းစစ်စလာတိစစ်စနေစကဲ့သို့မသွေမုတ်ချဖြစ်နိုင်ရပါစေကုန်သတည်းနော်ဒါပိဋကပိဋကပြန်လာတော့တက်တော့လိုက်ပါတက်တော့လိုက်ရလက်ဦးလေးချီပါနော်အောင်ရှိချက်ဆိုတော့နော်ဇေယဆက်ကောဇေယတော်ရောဇိထပိဇေယသနေဇေယပိတိဇေဒီနာဇေယတိတုဇေယုတ်ရောပါရမီသောဆယ်ချက်အောင်လည်းနဲ့ပိုင်ရှင်ဘုရားရှင်ကိုရောမြတ်ကြီးစီအောင်သိတိရှင်များ၍ပလင်နာမဖြစ်အောင်ဘောဓိပင်ရင်း၌အောင်အပ်စီတရားမှာ၅ပါးတို့ကိုအကျွေးမဲ့ချိန်မောရဲ့ဖြတ်ဖြုံးကပင်ရှင်း၍အောင်ခြင်းဤအောင်ရင်တော်မူသောညနေမှာအောင်ပန်းနဲ့အောင်ပိစိတ်ပတ်မတ်ဖို့ကိုညာထော်တော်ဝတ်အတွင်းမှာရှာမင်းသူဘုရားပြည်တော်တို့ကကိုရောမြတ်နဲ့အတူထို့အမှုမြတ်တတ်သူစိုက်ကတ်တော်မူစေ၍အောင်စေတော်မူခဲ့ပါပြီအောင်သူတကာတို့၏မန်ကဲအောင်ရင်းတကာတို့၏အုပ်ဆောင်ထို့အမှုမြတ်တဲ့ဘုရားယမှုမကိုက်ထီအောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးဖြစ်ပေထသောအလုံးစုံအောင်ခြင်းနှင့်ပြည့်စုံတော်မူသောမြတ်နိဗ္ဗာန်အောင်ပန်းကိုလက်လန်းကကျွေးပန်းသူဘုရားကြီးတော်တို့မောင်လာနှဖြာတို့အားအောင်ဝိတွေဝေမြိုင်အောင်ပန်းတွေကြိုင်နိုင်သည့်အောင်တိတ်တိပန်းကကြီးကိုပေးသနာတော်မူပါရှင်မြတ်ကြီးဘုရားတော်တော်လည်းဒီစောတော်ကြီးကိုပြုပြသွားပြီပြုပြီးတဲ့အခါမှာသုံးမဩဝါဒဟောတာရိုးရိုးကြမ်းခေါ်တာတော့ဘုရားတော်တို့ဒီဥရဘေတို့ရဲ့ကိုစားပေါ့နော်ဒါဘုရားပြဆုံးမပြီးအများကြီးပဲပြောရတယ်ဒီလောက်တော့မပြောပါဘူးမှတ်လို့သားလို့ရခုနဘုရားရှင်ရဲ့အဆုံးအမလိုတယ်လို့လည်းဖြစ်เสียမလို့ပေါ်တယ်လို့လည်း
နှုတ်ဆက်ရမယ်ဟုတ်လားအခုလည်းအသေးနှုတ်လေးတွေကရေးကြည့်တယ်အကုန်ခံစွန့်ကြည့်လိုက်မယ်လာမနေဘူးအကုန်သိနော်ဒါမျိုးမျိုးစားစားလို့ရှိသေးတယ်ဟုတ်လားဒီသေးဒါလေးတွေအကုန်ရှိတယ်ဒါတော့ရှင်းလို့ယေတိကပါဠိပါဒနဲ့အရိဏတာအဲ့ဒီကောင်းကိုပြောပြီးနော်ဒါကြောင့်မလို့တော့ခလေးတွေကိုယ့်ရဲ့မိသားတွေကိုယ့်ရဲ့ဒီလိုလေးတွေပြုမိမှာဆိုလို့ကြိုတင်ပြီးတော့သတိပေးတာဖြစ်နော်ဒီကလေးတွေကတော့သူပြောစရာသိမလို့တို့မဲ့လောကီပိုင်းဆိုင်ရာတတ်ကြောတဲ့လောကုတ္တရာတဲ့ရှိတယ်နောက်ဆုံးတော့ကျွန်တော်တို့ကလောကုတ္တရာလမ်းကြောင်းပါပဲကျွန်တော်တို့ရဲ့ဘယ်လိုခေါ်လမ်းကြောင်းကိုရှာသွားယုံကြည်ထိုက်သူဖြစ်အောင်ရိုးသားပေးရမယ်ကဲတော့လည်းငယ်သူတွေရွယ်သူတွေသားသမီးတွေခန္ဓာကထုံးရှိအဲ့ဒီစာပိုက်ဆံနဲ့လဲလို့မရယုံကြည်ထိုက်သူဖြစ်အောင်ရိုးသားပေးရဘယ်တော့ကောင်းတာရိုးသားတဲ့ကိုစားလို့မကုန်ဘူးတဲ့ဘုန်းနဲ့ခန္ဓာနောက်သတိရအောင်နောက်မေ့ရောနော်ဒါလေးတွေလေးမရေးချရှိအောင်ညာရှင်ရဲ့စကားလေးကိုနားထောင်လဲအောင်ပြောပြရနော်ရှိတဲ့အာကိုထိုက်ဆိုပြအောင်ကိုကစူးစမ်းပေးရဒါမှလူတထုလူများတွေကိုအာကိုလို့ရအောင်နော်ဒါလေးတွေသိပါရဲ့နော်အခုဆို6လက်လေးတော့ဟောတာလေးဆက်လေးလေးနော်ကာလီအားဖြင့်ဒိန်းတော်လေးကားလေးဝင်နိုင်ရင်တူကနေတခုခုကျမရဲ့မကောင်းလို့ပဲဖြစ်ဖြစ်မင်းဆက်လေးလေးတော့ခဏစေတောင်းသွားခြင်းနဲ့ရပါပြီအာကိုလို့ရပါနော်ဆိုင်ကငားခြင်းနဲ့အာကိုလို့ရပါပြီဟုတ်လားအာကိုထိုက်ဖြစ်အောင်ကျိုးစားပြီးတော့အလုပ်လုပ်ရမှာပြောလူများတန်းလို့လူနိုင်ကားနိုင်စားနိုင်တောင်းနိုင်ပေးနိုင်ကားနိုင်စွန့်ကြဲမှုဇာကပေးကောင်းနိုင်အောင်လူတန်းနိုင်အောင်ကြိုးစားကြရမယ်နော်ဘုရားဒီစာရင်းလေးတွေမသိလို့ကိုယ့်အကိုနေပေမဲ့နော်ခရမမင်းနဲ့မိဘမင်းနဲ့ပယံမရာမနေနဲ့ပါသုံးလို့နော်ရည်ကြည်ပါလေဘုရားမရာနေရင်ဘုရားမရာပဲဖြစ်မယ်နော်ကိုယ့်ရဲ့အရှိအသွေးဟာအပြားကနော်အပြားကသိတာပဲအပြားကသိတာတော့အားလုံးပေါ်မှာမဟုတ်တာဘာမှမလုပ်တဲ့လူတဦးဟာဒီနေ့အားလုံးဟာလေးစားတာတော်ရေးကြည့်တယ်နော်ဒီစာသားတွေတော်ကောင်းတာနော်လေးစားထက်သူပြောင်းစင်ကြယ်ရမယ်ဘုရားလည်းမကောင်းတာမလုပ်ခိုင်းဘူးမကောင်းမှုဆောင်ကောင်းမှုဆောင်မကောင်းမှုဆောင်ခိုင်းတာလုပ်ခိုင်းတာမဟုတ်မကောင်းမှုဆောင်ကောင်းမှုဆောင်စိတ်ကိုဒီအောင်တာအလုံးပေါ်မှာစိတ်ကောင်းစေရာတော်ထားအဲ့ဒါတည်းကိုလေးစားလာကြတာပဲနော်အဲ့တော့သင်ဆရာမြင်ဆရာကြားဆရာကိုကသင်ပေးတာလည်းဖြစ်တယ်မိုက်ခွဲ့နေဆိုတော့ကြားဆရာလည်းဖြစ်တယ်ကျွန်တော်တို့ကတပွဲကိုပြောလိုက်တယ်၄-၅ ဦးတော့ကျွန်တော်တို့ပြောတယ်စာရန်လေးတွေမှတ်မိသွားရင်နော်၃မျိုးပဲဖြစ်ဖြစ်၄မျိုးပဲဖြစ်ဖြစ်မှတ်မိသွားရင်ကျွန်တော်တို့မှပြောရကျိုးရှိတာနော်ဒါလေးတွေကိုမှတ်သားပေးကြပါလို့ပြောတယ်နော်အများကြီးရှိပါတယ်ရိုးကုန်ဖြောင်းကုန်ရင်ကျေးကုန်လူပုံလောကနိစ္စရာဤသုကယူစုမကြည်ပြူ၍ခွာယူမရကွာမကြောက်စာရနာရိုးကုန်ဖြောင်းကုန်ရင်ကျေးကုန်ရှိတဲ့လူကကိုယ်ဘလောက်ပဲမော်ဒီလို့နော်အပြစ်တွေကဲ့ရဲ့ချုပ်ချဘလောက်ပဲလို့သူ့ရဲ့ကိုယ်ခွာချလို့မရရေးကြည့်တဲ့ဒါလေးတွေနော်ကိုယ့်ရဲ့ရွယ်သူတွေငယ်သူတွေဒီသားသမီးတွေနော်ဒါလေးတွေကိုဘဝငယ်မဲ့နောက်လူကြီးဖြစ်လာမှာလူကြီးဖြစ်လာတဲ့အခါကျတော့ဒီစာရလေးတွေကလုံးထဲမှာကဲအောင်ထားကြဖို့ကလုံးထဲမှာထည့်ထားကြဖို့ရုပ်ပုံဖြောင်းပုံရင်ကျေးပုံလူပုံလောကနိစ္စရာဤသူကညူစုမကြည်ပြူ၍ခွာယူလိုကကွာမကြဘူးကိုယ့်ရဲ့ရုပ်ပုံဖြောင်းပုံရင်ကျေးပုံကိုယ်ဘလောက်ပဲနှိမ့်ချပြစ်တင်ကဲ့ရဲ့ရှုံချရုံနဲ့ကိုယ့်ရဲ့ကိုယ်ခွာချလို့မရကိုယ်ရှုံချတာသုံးမျိုးရှိတယ်
ကိုနော်ကိုပေါ်မှာထားတဲ့စေရနာကအပြားကြီးရှိတယ်ဆိုတော့အဲ့ကောင်ခွာချတယ်ကိုပွားမကြဘူးဒီတော့ပြောတာပါနော်ခလေးတွေကိုပြောပြတာဖြစ်ပါလေပြောပြပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဘောမသာလေးဖတ်ပြီးတော့တိမ့်တာတော့ဝိငါးကြတော့ခဏခဏပြောပါမကောင်းတဲ့ကောင်းရရင်လားတက်စေပေးဝေရင်းနှီးထိမ်းများခြင်းတွေဝိငါးနဲ့မိခင်ဖခင်မေတို့သာတစ်ဖက်မိဘတွေကနေနောက်ဆုံးထိမ်းများခြင်းမှုနော်ပုပ်ကောစီလေးပေါ့ဗျာတပေချောင်းစီလို့ပြောလို့လည်းရဖိတ်ကြားထားပြီးတော့မင်္ဂလာအခမ်းအနားကြီးကိုဆင်နွှဲပေးတာတစ်ဖက်မိဘတွေတောင်းခြေပြသွားပြီအဲ့ဒီတော့မောင်ဝင်းစဝဲစောဦးနဲ့နတ်နေနေထွေးတို့ရဲ့ဘက်ကတာသမီကျုံကျွေးဝဲမပြတ်ဆောင်ရွက်စီမံဝေခံထိုက်စီလူမြဝေပြီးစောင့်နေမျိုးပဲဒီငါးတွေကျင့်ပွဲသားလို့သမီးတို့ဒါဟုတ်တယ်ကျွေးဝဲမပြတ်ဆိုကိုယ်အိမ်တော်နဲ့ကိုဖြစ်ပြီးဆိုပြီးတော့တစ်ဖက်မိဘတွေကိုဘယ်လိုခေါ်မလဲပြစ်ထားလို့မရကျွေးဝဲရကျွေးဝဲမပြတ်ဒီပါတဲ့ထဲမှာရှိလို့ပဲကျွေးဝဲရဆောင်ရွက်စီမံလုပ်ငန်းကိုင်ရနေတယ်ဆောင်ရွက်ပေးရအကြောင်းပြချက်အငြင်းရမွေခံထိုက်စီမွေခံထိုက်စီဖြစ်အောင်ကြိုးစားပြီးတော့နေရသူမိဘတွေအခုဆိုကြပါစို့စဝဲစောငါရေကတော့ခွဲပေးလိုက်မယ်ဟုတ်လားလယ်နဲ့ပတ်သက်ကျွန်တော်တို့ဘက်ကလယ်သမားတွေကိုငါရေကတော့ခွဲပေးလိုက်မယ်ဆိုတော့နောက်9နှစ်6နှစ်လောက်ကြာရင်10ရေက7ရေကဒီလိုထိမ့်သိမ့်ပြီးကြိုးစားလာရမယ်မွေခံထိုက်ဆိုဒါမှအမွေခံထိုက်ဆိုဖြစ်မယ်နော်တချို့ကဒီပါရီကပြီးထားပြီးတော့ဒီကနေတော့ဆိုရင်မရှိတော့ဘူးဒါမွေခံထိုက်တယ်မဟုတ်ပါဘူးနော်ဒီကလေးတွေကတော့အထူးပြောစရာမလိုဘူးဒါပေမဲ့လည်းကျွန်တော်တို့ပိတ်တဲ့နေရာမှာကြာပြောပြရတာနောက်ကားသမီးနဲ့ကြော်လွန်လာတဲ့အခါကျတော့ဒေသချင်းမထီမဲ့ရဲ့အနေဥစ္စာမိစ္ဆာမမဝိစားစေမြတ်လို့ကျင်ငါးအိမ်လေးကျင်ရာစဝဲစောဥပ္ပတ္တငါးချက်မထီမဲ့ကျင်ကိုယ်စနေမရဘူးမပြောရဘူးမပြုတ်ရနော်ကြည်စားကရံများဤတယောက်လိုအပ်ချက်ကိုတယောက်ကဖြစ်ဆွဲရတယ်ငကိုလိုနေလို့မရတော့မထင်မဲ့ခင်အနေဥစ္စာမိစ္ဆာမမမနေနေထွေးမှတပါအခြားသောမင်းမိတွေကိုကျွလွန်ဖောက်ဖြစ်ခြင်းမပြုရဘူးနော်ဒါလည်းလားကျုပ်ဘာအိမ်လေးလူဘက်ကအိမ်ဘင်းမှုလို့သိထုတ်စေချမိစ္ဆာချင်းရှောင်းအခုလာယောက်ျားလေးဘက်ကမမခိုင်းဘူးအခုမင်းကလေးဘက်ကရှောင်းခိုင်းတာဘာထူးလို့ဒါပြောမှစကားလုံးကတိတ်နဲ့နဲ့စလုံးကွာတယ်တိတ်တယ်အတူတူပဲနော်မမခိုင်းရှောင်းခိုင်းရှောင်းရင်မမတော့ဘူးပေါ့ဒါပဲတိတ်တယ်ကနော်အင်းလေးဘက်ကအင်းလေးမှုလို့သိထုတ်စေချမိစ္ဆာချင်းရှောင်းလျောင်းအောင်ဖြတ်ချီပြင်းရင်မမှုအင်္ဂါစုအဲ့သူကျင့်ဝယ်ကြီးပြင်းမယ်ဒီကလေးတွေပြောကြလည်းမလို့တော့ဒါပဲပါလာတဲ့သူ့ရဲ့ပြည့်တဲ့မှာပြောပြရမပြင်းလို့သာလေနော်ပညာရေးဌာနမှာအထာကအထာပြဆရာမတယောက်ကြိုးစားလို့ဖြစ်လာဟုတ်တယ်မဟုတ်လားဒါလို့သူပြောကြမလို့ပဲအပြင်အရှိတဲ့ကျွန်တော်ရဲ့ငယ်လူဒါလည်းမင်းတို့ရှိတဲ့လူတွေတော့တည်းမှတ်သားနိုင်အောင်ကြိုးစားနိုင်အောင်တော့ဒါလေးတွေကိုသုံးမကလည်းမှထည့်ပေးတာမိဘရဲ့မေတ္တာအားလည်းပဲမိဘမေတ္တာကြောင့်မပုတ်တော့လက်ဥဒါလည်းမှရှိတယ်မိဘရဲ့မေတ္တာဘယ်တော့ကြီးမားတယ်ဆိုတာပေါ်ပြထားမိဘမေတ္တာကြောင့်မပုတ်တော့လက်ဥဟိုးပြန်လည်းတော့ကြာကောင်းချင်ပါသူတို့ကလက်ရဲ့ဓမ္မတာသူတို့ကသဲတော်တွေကိုရက်ပြီးတော့ဥချပြီးတော့ဥကိုထုံးထားဒါပေမဲ့ဥပြီးထုံးထားလို့ဆိုတော့ပင်လည်းပဲသူကရှော့ပြောသွားသူ့ရဲ့သဘာဝဒါပေမဲ့အဝေးရတယ်မြစ်တာပို့အဲ့ဒီလေကလေးတလုံးမှမပုတ်အဲ့ဒါပြပါလေရဲ့
ကြီးမားတဲ့မြစ်တာသင်္ဃာလောကဓာတ်ဟုတ်တယ်မှာလည်းရှိပါတယ်မြစ်မို့ရှိတော့မိဘပြေကိုကောင်းစွာစပ်ပြီးဝိကျေကြီးကျေးဇူးချတာသားတဲ့ဗျာမြောက်စားချင်းကြီးဝိကုံစီအလုတ်တောင်မလေးဟင်းတဲ့အဖြစ်ကဲအောင်လုပ်ပါလေချမ်းသာကိုပြည့်နေထိုင်ရပြောတွေးသုံးပြပြီမင်္ဂလာအရိယာလာဟုတ်လားအရိယာလာတာနော်မင်္ဂလာပုဒ်တော်ကိုခေါ်လိုက်ရှည်သွားမှာဆိုနော်အဲဒါကြောင့်ဒါလေးတွေကိုသတိထားကြပါစာဝေသောဥဒ္ဓနာနေချွေးတို့ကျော်စရာမလို့ဆိုလည်းပဲဘုဒ္ဓကတော့ပြည့်စုံတော့ရှိနေပြီဆိုတော့လည်းပဲလောကီရဲ့ဘုဒ္ဓလောက်အပြည့်စုံသေးဘူးနော်လောကုတ္တရာဘိုင်းမှာလည်းကြိုးစားပြီးတော့တုတ္တကြားမြင်တဲ့ပြည့်စုံအောင်ကိုရှာတာနော်တရာသီလတရာတရားလည်းတူညတယောက်ကလူချင်းတယ်တယောက်ကမလူနဲ့ဒီလိုလည်းမလို့အောင်သီလကိုစောင့်ထရင်လည်းပဲတူညီရတုတ္တပိုင်းခြားခြင်းနော်ပိုင်းခြားတာဘုရားကဒီလိုပြောတယ်တယောက်လည်းဒီလိုပြောတယ်ဒီနှစ်ဦးပြောတာဘယ်အမှန်ယူမလဲဒါသဘာဝပဲနော်ပိုင်းခြားတတ်ဖို့ရေးကြည့်တယ်ဗရာဏိကသုတ္တဇာကဆိုတာဒီနေ့ကိုပြည့်စည်နေစောင်းနေနေကောင်းလာဇာစွန့်ကျဲပေးရလူသားပေးရဗရာဏိကသုတ္တဇာပညာတရားလည်းပြည့်စုံတယ်ဒီမကောင်းမှုတို့မှာချက်ချဟောရပမကောင်းမှုတို့မှာထိတ်လိုက်ရအဲဒီလိုဟောတရားခုနှစ်ပါးကိုလည်းကြိုးစားပြီးနေကြဖို့ဒါရေးကြည့်ပါတယ်ဆုံးမစာထဲမှာဒီလိုထည့်ပေးပါပြီလားထည့်ပေးတယ်နောက်တစ်ချက်ကဘုရားဘာသာရေးဖြစ်တဲ့လေရောက်မိထောတဲ့ကနော်ဘုရားကိုမိကမဲ့ခါမှာအိမ်ကြီးကိုထိုးတယ်လို့ခေါ်ဘုရားရှိခိုးမိကတဲ့မဆိုထွဲသာသနာ့ဝါဆွေကတာထွဲအမောင်ကိုထွဲလိုက်တော့အလင်းကပေါ်တာဒါလေးတွေလည်းပြောပြပါလေဒါကတကယ်ပုဂ္ဂိုလ်ကျော်မော်ကြီးတွေစကားကြောင့်ကျွန်တော်ဒီမှာထပ်ပြီးတော့ဘုရားဘာသာတွေကိုထပ်ဆင့်ဒါပြောပြတာဘာကြောင့်လဲအိမ်မီးထောတယ်လေထောတယ်ဘုရားမီးထောတယ်ထောမှအီးဆိုတော့ထွဲဆိုတာအမောင်ကိုထွဲပြီးတော့အလဲရောင်ရတယ်ဘုရားသဗ္ဗဆေယမင်္ဂလာဖြစ်ကောင်းတာဟုတ်လားမောင်နှဖျားတို့သဗ္ဗဆိုတာလုံးစုံတော့ဆေယအတိုင်းစာမရှိသဗ္ဗဆေယမင်္ဂလာတို့နဲ့ပြည့်စုံပါလေဤကြောလိုက်ဟာဘဝတစ်သက်မှာအောင်စုပိုင်ရှင်မင်္ဂလာတွေနဲ့ပြည့်စုံသွားတဲ့မောင်နှဖျားတွေဖြစ်သွားပြီဟုတ်လားဒါလေးပြောပြရင်းနဲ့ကျွန်တော်လက်တွေကိုဒါကလည်းဒီဝပုဇရိယခံဒါလေးတစ်ချက်ထားလို့မရဘူးတော့ဒီလိုလည်းသိအောင်ပေါ့ဒီနာမတိမန္တတော်ကြီးပေါ့အမရောဟောဒီယောဒီစာရိမုခပတ္တကြတေပိတကဟေရိဘာဟိန္ဒရမဟိန္ဒရဖြတ်ချန္ဒရနရချန္ဒရပေရာယစရုယจกပြတ်traစေနာမုန်အမရောဟရိချူပန္တုချယမင်္ဂလာအမရောဟရိမတရားမမြတ်နေပါကိုဧကံထုတ်ချောင်းပို့ဆောင်တတ်သောစာရိမုခပကကြံမြတ်စွာဘုရား၏ခံတွင်းဟုသောကြာ၌တဲမှာတေပိတကသုံးပုံသောဘိဒကတော်ကိုစော့ရှောက်သောသူရသတိနတ်သမီးစီတကားဘာဟိန္ဒရုကောင်းမှုကိုစော့ရှောက်သောအာကာရဇောနမင်းစီ၎င်းဘာဟိန္ဒရုရှိရယာကြကကြထရာစေနာမှုနှင့်အမရောဟရိအနေဘမောအမရောဟရိစာရိမုခပကကြံတေပိတကဟရိဘာဟိန္ဒရုမဟိန္ဒရုဖြတ်ချန္ဒရုနရချန္ဒရုဘေရာယရှိရယာကြကကြထရာစေနာမှုနှင့်အမရောဟရိဂျုပတုတရားမင်္ဂလာဆရာကြီးအဲ့ပြီးတော့လည်းပြီးအမရောဟရိမတရားမှာမြတ်နိဗ္ဗာန်ကိုဧကံထုတ်ချောင်းပို့ဆောင်တတ်သောစာရိမုခပကကြံမြတ်စွာဘုရား၏ခရစ်တုဟူသောကြာတိုက်ထဲမှာ
တေပိတကသုံးဖို့သောဘိဒကတော့ဆော့ရှော့သောသုဒ္ဓသတိနတ်သမီးစီ၎င်းဘာဟိန္ဒရုကောင်းကင်ကိုဆော့ရှော့သောအာဂါရဇုနတ်မင်းစီ၎င်းဘာဟိန္ဒရုမြေကိုဆော့ရှော့သောဘုံဇုနတ်မင်းစီ၎င်းပြတ်ကြတို့လာဝိမောဆော့ရှော့သောနတ်သားစီ၎င်းနာရကျန်တို့နေဝိမောဆော့ရှော့သောညီနတ်သားစီ၎င်းဂျာဟာရှင်းလုံးသောဂျုံမင်းတို့စီ၎င်းစေနာဝိဒီအမရုဟရီဟရီအသေနာဝိမန္တတော်ကြီးကိုဆော့ရှော့သောထုံထုံလည်းနေ၌ကဘာပတ်လို့တည်တော်မူသောကဘာဆောင်နတ်မင်းကြီးစီ၎င်းဧကသတိထားနေဤရဤဒေသသက်ဆိုင်ရာအဆောက်အအုံများဖြစ်ကြသောနတ်ဒီစัจ जा မြို့ရွာတရားစောင့်ကြပိုင်တဲ့အရှင်နတ်မင်းတို့သည်ဤမမနဖျားတို့အားရိုးနေကြရာသက်ပံဆံဖြူတွားပြီးခါးကိုက်နားထိုင်တဲ့အထိအောင်စုပိုင်ရှင်များဖြစ်တော်မူပါရာအသင်တို့ကိုကြီးစောင့်ရှောက်ဝိုင်းမှာကိုကြီးပေးတော်မူပါနတ်ဒီဝါလေးကိုသူတို့လည်းတိပေးရတယ်ဟုတ်လားယထာအဲ့ဒါဆိုရင်ပြီးပြီဩဝါစာဖတ်ပါဟိုပြောရင်တော့အများကြီးပေါ့နော်ဒါကြောင့်မလို့ရှေ့ဆောင်သွားတာဖြောင်းဖြောင်းသွားတာနောက်သွားတာဖြောင်းဖြောင်းလိုက်ကြီးခေါင်းနေပြစာလေးတော့စာထဲမှာတွေ့တာနော်ကိုယ့်အကိုထွက်တာမဟုတ်ဘူးရှေ့ဆောင်သွားတာဖြောင်းဖြောင်းသွားတာနောက်သွားတာဖြောင်းဖြောင်းလိုက်ကြီးဆိုလိုချင်ကမိခင်ဖားတယ်အဓိကနော်ကိုကနေပြီးတော့နာပြောသူသူဟောတရားခုနှစ်ပါးလေးပြည့်စုံရင်နောက်ကာလမီတွေလည်းပြည့်စုံတာပေါ့ဟုတ်လားဒါလေးတွေရှေ့ဆောင်လမ်းပြဗရာတိကသုတ္တဇာကပညာရှိတွေဟောတာပါမိဘတွေမှာယမနာခုနှစ်ပါးနဲ့နှလုံးသားထဲမှာအများကြီးရှိနေတယ်ဆိုရင်နောက်ကာလမီတွေလည်းဒီတိုင်းပဲလာပါပဲခုနအရိဏနာကောအရိဏနာကောကျူးလွတ်နေတဲ့မိဘဟာလည်းပဲခုနဥပမာပေးတာဝေးလာတဲ့ဇာတိတွေလည်းဒီအတိုင်းပါပဲဒါလေးတွေပြောပြီးတာဘုရားမကောင်းမှုရှောင်ခိုင်းတာကောင်းမှုရှောင်မကောင်းမှုမလုပ်ကြပါနဲ့ဆိုတော့ဘုရားရှင်ရဲ့ကိုစားလို့နော်ပိုက်ဆံတပြားမှမပေးရအဲ့တော့ဘုရားတော့ပြေဝရှိအကယ်၍ပိုက်ဆံ9သိန်းလောက်ပေးရအဲ့ဒီရိုးသားတဲ့ကိုစစ်စားဟာရိုးသားတာကိုဘာမှမဟုတ်တာမလုပ်တဲ့ဂရေ80ထားပြီးကြမဟုတ်တာဘာမှမလုပ်တဲ့လောက်တိုင်းမဖြစ်စိတ်မငြင်းနဲ့ရိုးစားတဲ့စားလို့မဟုတ်ဘူးပိုက်ဆံနဲ့လဲလို့ရနော်ရိုးစားတဲ့ပေါ့ပိုက်ဆံနဲ့တကယ်ကိုလဲလို့မရဂရေ80ချမ်းသာပါစေအဲ့ဒီချမ်းသာတဲ့ကသူ့ဟာပဲဘောကနော်ခုမှတမက်လို့တရားပါမဟုတ်ဘူးဟုတ်လားအဲ့ဒါလေးတွေလည်းအရေးကြီးပါလေခုနမိဘရဲ့မေတ္တာကြီးမားလို့တဲ့အတွက်နော်မိဘမေတ္တာကြောင့်မပုတ်တော့တိတ်လို့နော်မိဘတွေကိုသာရှိတဲ့သားသမီးတွေမိဘရှိနေတဲ့ကာလမှာဒုတိယဘုရားနော်ဒုတိယဘုရားပါပဲမိတွေကိုကြွေးရမယ်မွေးရမယ်မမဲငစမပြောရဘူးဘုရားမမင်းနဲ့မိဘမမင်းနဲ့ဘုရားမရာကနေနဲ့ပတ်ဆုံးလို့ဘုရားမရာနေဘုရားမရာလည်းဖြစ်သွားမယ်ဒါကြောင့်လူဘဝဟာရခဲ့တယ်ဥပမာလေးတစ်ခုပေးနော်ပြေးပါတိုင်းမှာကျွန်တော်အဝေးလေးထွက်အနာမပြောပေးပြေးပါမဆိုကိုယ်လည်းသိတဲ့တတ်တဲ့လူရှိပါလေပြီးပါလေတော့လည်းဝေးတယ်ဘာကြောင့်လဲမိုက်ခွက်ကိုချွတ်ပြောလို့မရသိရသိမပြောရဘူးနော်ဒါကြောင့်ကျွန်တော်တို့အခုအများကပြောကြအမားကြအမှန်ဖြစ်နော်လူပြာအတစင်းကိုအဖျားထောင်ထားဟိုးမိုးရအတစင်းကိုအစောက်ထိုးချထားထိရတာထိပဲလူဘဝဟာအတ္တရတော်ကရခဲ့တယ်ကျွန်တော်ကမားတယ်ကျွန်တော်ပြောပြီးပြီလားအမားကြတော့အမှန်ဖြစ်တယ်ဘယ်လိုလုပ်ထိမလဲလက်ငါးလုံးတော့ချတော့မထိဖြားလေးရမိဘုရားဆရာတော်ဘုရားကြီးကပြောနေပြီးတော့သူရဲ့စာတော်ထဲမှာခေါ်ညွှန်းထားတာက
ဘုရားတာဖြစ်ပါကျွန်တော်ကြည့်တဲ့လူတွေလည်းကိုယ်ကိုပြုပြင်ပြီးတော့နော်နားထောင်ပေးပါတကယ်လို့မာရလည်းခွဲလို့ပေါ့လားအမိုးဆရာတော်ကြီးပေါ်ဆောင်ထားတာကတဘောတော်ကြီးပြင်လေရဲမှာရောချလိုက်ဘိုးတော်ကတဘောတော်ကြီးကြီးအပေါက်ကြီးကြီးကျဲလေတော့ရင်ကျွဲတွေဆိုတာချွတ်ဘိုးတော်တဘောအဲ့ဒီတဘောတော်ကြီးကိုပြင်လေရောချလိုက်ပါအောက်မှာလက်ကမ်းကြီးကအတစ်တရားမှတစ်ခါပေါ်တယ်အဲ့လိုပြင်လေအောက်ကအပေါ်ရောက်တဲ့မောပါလို့တဲ့အခါအဲ့ဒီတဘောပေါက်ကိုသူ့ကောင်းဆိုမထီလို့အဲ့ဒါအမှန်ပါပဲအနည်းတရားမှတစ်ခါပေါ်တယ်ပြင်လုံးကလည်းမရဘူးဟောတဘောတော်ကြီးကလည်းမျောချင်ရမျောတယ်ဘုရားကတဘောချင်းပေါက်နေသူကျွန်တော်တို့ဟောဘုရားဖြစ်မှာတဘောချင်းပေါက်နေအခြေကြီးပဲဘာကြောင့်ဘုရားတဘောနှစ်ဘုအဲ့လိုရှိတယ်ကျွဲနေအဲ့ဒါမှန်ဘာကြောင့်လဲဘုရားလည်းအကယ်ကြီးအနည်းတရားမှတစ်ခါပေါ်တယ်တဘောတော်ကြီးကမျောချင်ရမျောတယ်နော်မောပန်းလို့ဒီအပေါက်ခေါင်းဆိုဖို့မထိပါဘူးအဲ့ဒီတော့ရခဲ့တဲ့လူဘဝနော်အဲ့ဒီလိုရခဲ့တဲ့လူဘဝခရရဲ့စကားကိုနားထောင်ကြဒီသရိုးသမီးသရိုးသားမောင်နှံနှစ်ဖြာတို့နဲ့တကွာအလုံးသက်တူရဲ့လူငယ်လူလေးတွေငယ်ကားတွေငယ်သွားမှာပေါ့ကြီးလာနော်အဲကြောင့်ဒါလေးတွေလည်းမှတ်သားပြီးတော့နေထိုင်စားတော့တတ်ကြဘူးနော်ကြောင့်ဆိုလုံမှုကိုင်မှုနော်စီဝါရေးကျမရေးနော်ဆက်ဆံရေးပေါင်းတင်ရေးအားလုံးကြွချင်းရှိအောင်နေတတ်စားတတ်ဖို့အဆုံးမပေးတာဖြစ်ပါလေနော်ဒီအောင်မှာပတ်ပြီးသိမယ်ပေါ်လာအောင်ပါစေကဆောင်းထားတော့ပါကဲကျွန်တော်လည်းဒါကိုယ်ပိုင်ပေါ့နော်ဒီလိုပဲခေါ်ပါသူကလည်းပြီးတော့ညတော့ဒီဆိုတော့စပ်ပြီးပါကျွန်တော်လည်းစအောင်ဗျာကဲအဲ့တော့လည်းပြေဆုံးနေပြီဖြစ်တဲ့အတွက်ဝိမဟာပထဝီခြေစရာလည်းအေရာဝီတိုင်းဒေသကြီးအတွင်းရှိနေထိုင်ရရှိသောတင်ငါလားဆန်းကိုစခန်းသေးပါအုပ်စုအတွင်းရှိမသွေစစ်ထုံးရွာစစ်ပုံသေးပါလေနေထိုင်ရရှိသောမြတ်ရကုန်းဆောင်မဆေဝဲအောင်နှစ်ဇနီးထောရတော့ပတ်ကချင်မြတို့၏ဒုတိယစာဖြစ်သူအများကနဲ့သူစခိုင်စောဦးတို့၏ညီဖြစ်သူအထာမီကိုမောင်ဆိုင်ကိုတို့နဲ့ဂုံးစိန်ထောရနတ်စင်မာဝင်းတို့နဲ့ရောင်ကြီးဖြာလဲနတ်ထူစာဝင်းတို့နဲ့ကျော်စောထေပေါ်မြတ်ဟင်းကျော်တို့၏အကိုဖြစ်သူဂုံးစိန်တဲ့သူစဝဲစောဦးတို့နဲ့ရခေမှာမိမတောင်ကဘာစပြမစရကာလကညအချိန်ညောင်းတော့ရဟန်းတဲ့အေရာဝီဟုဒေသဌာနမြို့ညောင်းမြသာဇာကအိမ်မဲမှာပဲနေထိုင်ရရှိတော့လာမှုကျော်စီဤစာကြည့်ကြအုပ်စုအတွင်းရှိဝမ်းရောင်နဲ့ထားဝါဝဲဆိုင်နေထိုင်ရရှိတော့ပရမယမစိတ်မန္တပရိနဲ့ဇနီးကာလောပိုထုကာလာဥရိသမီးအထွေဖြစ်လို့သဝနာနစကြောတန်းနဲ့ဇနီးအယောလာမရွေးနတ်ဆန်းအေးတော့နဲ့ထိုင်ဆိုင်သူကြီးစအောင်ကြီးနဲ့ဇနီးရောစားတဲ့သူနတ်စမဥရောနဲ့ကျောင်းသားတဲ့နတ်အေးငယ်တို့ဤညီမဖြစ်လို့တဲ့ရှေ့ဆောင်လမ်းပြအတကအထကကျောင်းဆရာမပညာအမွေပေးမနင်းနေထွေပြီးအစီတို့နဲ့ဘာလို့ဘာလို့ဒီကျိုးရဲ့အရာသုံးလက်ကလုံးနေတာသူ့ဘာတာ
အောင်ကျော်အောင်စုတောင်းပြီးအောင်လက်ခပွင့်စေတဲ့အောင်တကောလွတ်တဲ့ရဝိဝါဟပရိသပေါင်းတွင်ဆောင်ရဲ့စင်မြလက်ထပြီးပြီဖြစ်ပါကြောင်းဩဝါဒပြည့်စုံမယ်နော်ပြည့်စုံဘုံဘေဝဇာနိဝါဇင်ကပြစ္ဆုတ်ပန္နာဟိတေနောဧဝတံဆိုင်ဒီပေမဥပ္ပလဝယထောတတိဉာဏ်နေလာရှိသည့်ပါဠိအရေးစစ်ကချစ်ဖြစ်သောအတိတ်ထူးကဒါနမျိုးစေပါခဲ့သောကြောင့်ဒီဘဝဒီပုံဌာနမှာပြည့်စုံဆုံးစည်းဘဝချင်းနေခဲ့ကြသည့်အတိုင်းစိတ်တိုင်းကြသွေးမပွားရေနဲ့ကြကဟိဆက်လို့ရွှေလက်ထတူရှင်ပြီးတော့စရင်းခွန်းမှာတက်နမိတ်ကောင်းတဲ့ဘိစိတ်လောက်ကတကိတ်ထားပြီးတော့ထိန်းများတဲ့အကြောင်းကိုဖြစ်ပေါင်းစုံလို့ပြီးခဲ့ပါပြီအောင်ဝဲရဲ့ဆုံးတိုင်သောကြောင့်ကြံ့ခရောင်ဝေကျူးဖြင့်ဇေယျတို့အောင်ရင်နာပြီးအောင်သက်ပြီးအောင်ရင်စင်နဲ့အောင်ပွေဖြင့်တက်ခါဖြောလိုက်တယ်အသက်တန်းတရားကျော်ပေါ်ပြီးအောင်မန်းတော်ဆင်နေရပါဘူးခင်ဗျာအောင်ပါစေဆိုတော့လည်းမတော်လေးကြည့်ပါအောင်ပါစေတကယ်တော့ဝေးစေတော့မဲ့ထွေထွေကြတော့တော့စပါထွေတော့ဒီမီမြို့တော့အားလုံးကျမချမ်းသာလေအောင်ပါစေတကယ်တော့ဝေးစေတော့မဲ့ထွေထွေကြတော့တော့စပါထွေ
Sorry.